နေမီပိုင်းခြားတတ်မှတ်ခြင်းများကိုဒူးဖော်ခြင်းအကယ်လို့များပေါ့နော်ဘောလုံးကဘာမှာဒီ zone တွေကိုတိတိကျကျတတ်မှတ်ပြီးတော့ player rotation နေနဲ့ system ကြကြဆော့တာမျိုးမရှိရကျွန်တော်တို့နည်းနည်းလေးဖြူဖရဲလေးဖြစ်တဲ့ကစားဟန်မျိုးတွေနဲ့ကစားသမားတွေကလွတ်လွတ်ထွက်သွားတာမျိုးတွေနဲ့ counter box တွေနဲ့ကစားသမားတယောက်ချင်းစီရဲ့ magical movement တွေနဲ့ဒီလိုမျိုးဟာတွေကိုပဲခံစားပြီးကြည့်နေရမှာဘယ်လောက်တော့ကြာမလဲမသိဘူးဒါပေမဲ့ဒီຢာတွေကို polish လုပ်ပြီးတော့ဖြည့်ရှင်းပေးခဲ့တာက Guardiola သူ့ရဲ့ ideology စက္ကန့်လာတာကတော့ဒါ René Mitchell ပြီးတော့ Johan Cruyff တို့စီကနေပြီးတော့ဆင်းသက်လာတဲ့အရာကိုသူ legacy ဆက်ရှုတယ်ပြီးတော့သူ့လက်ထက်မှာအောင်မြင်ဆုံးဖြစ်အောင်လုပ်တယ်စပိန်အသင်းစီကိုလည်းပဲဒီຢာတွေကိုကူးဆက်စေပြီးတော့စပိန်ရဲ့ကစားဟန်ကိုလည်းပဲ 100% အထွတ်ထိပ်ရောက်စေခဲ့တယ်ဒီလိုအရာတွေကြောင့်ပဲစပိန်ရဲ့ဘောလုံးတသနာတွေကြောင့်ပဲအခုချိန်မှာလည်းပဲသူတို့ကချန်ပီယံပြန်ပြီးတော့ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့နေမြေနဲ့ပတ်သက်လာတယ်ဆိုရင်ဘာကြောင့်စပိန်ကအဲ့လောက်အားကောင်းသွားလဲဆိုတော့အဓိကအဖြစ်တော့လာရကတော့နယ်သာလန်ကလာတာဒါပေမဲ့အဲ့နယ်သာလန်ကလာတဲ့ဘောလုံး ideology တခုလုံးသူတို့ရဲ့လူငယ်ကစားသမားတွေဒီ La Masia Academy မှာအတိအကျလိုက်နာအကျင့်သုံးပြီးတော့သူတို့ကDNA တခုကိုအစားပြီးတော့မွေးဖွားတယ်နောက်ဆုံးတော့ Spain DNA ဆိုတာကျွန်တော်တို့ short pass တွေပေးမယ် intelligent ဖြစ်တဲ့ကစားသမားလေးတွေပေါ်လာတယ်အများကြီးပဲ Spain နဲ့ပတ်သက်လာတယ်ဆိုရင် intelligent လို့ပြောရတဲ့အထိဘောလုံးကိုပမာဏနဲ့ရှိတဲ့ base တွေကောင်းတယ်ဒီလိုကစားသမားတွေအများကြီးပေါ်ထွက်လာစေခဲ့တယ်ပေါ့နော်ဒီຢာတွေအကုန်လုံးကသူတို့ကဘောလုံးကွင်းထဲမှာရှိတဲ့ dynamic တွေကိုတေချာနားလည်အောင်လုပ်ပြီးတော့ဘောလုံးကွင်းရဲ့ဒီ spacing တွေကိုတေချာတွက်ချပြီးတော့ကစားသမားတွေကိုအသေးစိတ်နေရာချမှုတွေတဲရောက်လစ်လက်သွားလို့ရှိရင်အဲ့နေရာတွေကိုဘယ်လိုအစားထိုးဖြည့်မယ်ဆိုတာတွေကိုအတိအကျလုပ်နိုင်တာအဲ့တော့ကျွန်တော်တို့ဒီနေ့ဘောလုံးကွင်းကိုကျွန်တော်တို့စုံနေအနေနဲ့ဘယ်နှစုံတတ်မှတ်လဲပြီးတော့လိမ့်နေနေနဲ့ဘယ်လိုရှိလဲဆိုတာအနေငယ်လောက်ကြည့်အောင်စုံအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ဇုံက18ခုရှိတယ်ပေါ့နော်အဲ့ထဲမှာ attacking အတွက်ကျွန်တော်တို့အကောင်းဆုံးနေရာဆို penalty area ရဲ့ထိပ်ဇုံ14လို့နေရာပေါ့အဲ့ဇုံ14လို့နေရာကနေပြီးတော့ဖန်တီးပေးဖို့မှုပဲဖြစ်ဖြစ်ကန်တွေးမှုပဲဖြစ်ဖြစ်ဒါအနေအများတဲ့အရာတွေကိုဒီနေရာလုပ်လို့ရတယ်တိုက်စစ်ကစားမယ်ဆိုရင်လည်းပဲအဓိကနေရာဖြစ်တယ်လို့ခံစစ်ကစားမယ်ဆိုရင်လည်းပဲအဓိကပိတ်ရမယ်စုံပေါ့နော်ဒါနံပါတ်8တို့ပါလို့ဆိုရင်တော့ဒါကွင်းလေကစားသမားကြီးဆိုနံပါတ်တောင်ကျောင်းနံပါတ်မှာတော့ဒါနံပါတ်8 rule ဆိုပြီးတော့တက်ပြီးတော့ဝေးကြတာပေါ့နော်အဲ့တော့ဒီဇုံကိုကြည့်လိုက်တာ ਨੇ ကျွန်တော်ဇုံ1 to 18ကျွန်တော်ဇုံ18ခုဘယ်လိုပိုင်းထားလဲဆိုတော့တကယ်ကျွန်တော်တွေ့မြင်ရလိမ့်မယ်ပြီးသွားရင်တော့ lane နေနေဆိုရင်တော့9 lane ရှိမယ်ဒီ white area တစ်ဖက် half space တစ်ဖက်ပြီး central zone အဲ့တော့ကျွန်တော်တို့က half space နဲ့ central zone ကအနေအများဆုံးနေရာတွေဒီလိုအနေအများဆုံးနေရာတွေကိုဘောလုံးအလားမခံမဲနဲ့ကျွန်တော်တို့ကလူများများနဲ့ပိတ်ပြလိုက်တယ်အဲ့တော့ pyramid ဆိုတဲ့ပုံစံကိုတကယ်ကျွန်တော်ကြားလိုက်ကြဘူးမယ်အခုကျွန်တော်ဒီမှာပုံမှန်လေးဖြတ်ထားမယ်ပေါ့နော်သူက3ခံပုံစံပဲကျွန်တော်တိုက်စစ်ကစားသမားကနေပြီးတော့နောက်ဆုံးခံစစ်ထိ3ခံပုံစံမျိုးအဲ့3ခံပုံစံမျိုးအဓိကအဖြစ်ဘာအတွက်တိဆောက်တာလဲဆိုတော့တစ်ဖက်ကကစားသမားတွေကဒီ half space နဲ့ central zone ကိုဝင်မလာဘဲနဲ့ဘေးကိုဖြည်းဖြည်းချင်းထွက်သွားပြီးတော့ white area ကိုထွက်သွားအောင်လို့တက်ကိုလှုပ်ထားတာအဲ့လိုမျိုးလှုပ်ထားလိုက်ပြီဆိုရင် white area ဘက်ကနေပြီးတော့ဖြတ်တင်ပေါ်ပေးဖို့မှုကလွယ်ပြီးတော့ကျန်တာလုံးစရာသိမရှိတော့အဲ့တော့ဖြတ်တင်ပေါ်ပေးဖို့မလားပို့အထဲမှာခေါင်းတိုက်ပြီးတော့ရသွားမယ့် chance ကအမှန်တမ်းပြောရရင်နည်းနည်းလေးနေတယ်ခေါင်းတိုက်ပြီးတော့ဂိုးရသွားဖို့အတွက်က chance နည်းနည်းနေတယ်အဲ့အတွက်ကြောင့်မလို့ဒီ white area နေကနေပြီးတော့ဖြတ်တင်ပေါ်ဒါတော့မှလွတ်လပ်ပေးခိုင်းတာမဟုတ်နောက်ကနေ pressure လိုက်ပေးနေမှာဒီကြားတွေကနေပြီးတော့ဖြတ်တင်ပေါ်ပဲလုပ်စီရရှိအောင်လို့နောက်ဆုံးမှလုပ်တယ်ပေါ့နော် dribble နဲ့ဆွဲဝင်မယ်ဆိုလည်းပဲအဓိကအဖြစ်တော့ဒီ half space တို့ central zone တို့မရောက်အောင်တော့ကာတာပဲဒါပေမဲ့ကြော်ပြီးတော့ဝင်သွားတာမျိုးတွေလည်းပဲရှိတယ်ဆိုပေမဲ့လည်းပဲဒီနောက်ပိုင်းမှာကdefensive ဆိုလဲ defensive အတွက်ကိုတေချာလေးဆော့လာနိုင်ကြတယ်ဒါ Guardiola တို့ချပြခဲ့တာတော့ attacking အတွက်အဓိကအဖြစ်ဆော့ဖို့အတွက်သူတို့ကဒီနေမြေတွေကိုပိုင်းခြားတတ်မှတ်တဲ့အပိုင်းတွေကိုသူတို့တိတိကျကျလုပ်ပြီးတော့ဒီ attacking အတွက်ကိုသူတို့စဉ်းစားပြီးတော့သွားတာပေါ့နော်ဒါပေမဲ့သူတို့ရဲ့ ideology ကိုပဲပြောင်းပြန်လှန်ပြီးတော့ defensive အတွက်ဆိုပြီးတော့ ideology အသစ်တွေနဲ့လာတာလည်းရှိတယ်အသစ်တော့မဟုတ်ဘူးပေါ့နော်စင်ကဲပြောင်းလဲလာတာပေါ့နော်ဒါပြီးခဲ့တဲ့နေ့ကဖလားရသွားတဲ့ Arsenal တို့ဆိုရင်လည်းပဲတကယ်က attacking သွားတာမျိုးမဟုတ်ပြင်မဲ့ဒီဘယ်စုံမှာတော့သူတို့ကစားသမားရဲ့အဓိကအပြင်အထိုင်နေပြီးပိတ်ပြီးတော့ rest of found ဘလို့တိဆောက်ပြီးဆော့မယ်ဆိုတော့အတိကျဒီမျိုးလိုက်ဆော့တာလည်းပဲရှိတယ်အဲ့
အဲ့တော့အာဆင်နယ်တို့ကစားသွားတာဆိုတာအပြင်းမှုကောင်းတယ်ပေါ့နော်နောက်ဆုံးဘောလုံးကမသေးကြလို့ရှိရင်မဖြန့်ဘူးပေါ့နော်ဒါပေမဲ့စပိန်တို့ဘာစီလိုနာတို့ကတော့အဲ့လိုမဟုတ်ဘဲနဲ့ attacking play တာကိုမှဆန္ဒပြောတဲ့ဇုံနေပြောမှ pressing ကိစ္စတွေပါပါတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်ဇုံကြောင်းပဲပြောမှဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တစ်ဗီဒီယိုနဲ့တူပြန်လည်ဆုံတွေ့တာပေါ့